လို့ရှိရင်မမဆိုပြီးလို့ရှိရဲ့နေရာရောက်နေပါပြီကဲအတူတူလိုက်ကြည့်ရအောင်ကျိုးလာတာလားတောင်းရတော့မရတားမှာပဲဒီမနဲ့ကိုကြီးအတွက် surprise မပလဲလေးတွေဆွဲထုတ်ကြည့်တာပလဲလေးတွေဆွဲထုတ်โอเคတယောက်ကချိုးစီတယောက်ကချိုးစီโอเคအမဆွဲထုတ်ပါအစားโอเคကဲကိုကြီးချောကိုလေးလေးတွေအကုန်ထုတ်ကြโอเคဟာကျေးဇူးများကြီးတင်ပါတယ်ပြော surprise လာလို့တည်းအိုးမန်နေဆိုတော့โอ้ကျေးဇူးများကြီးတင်ပါတယ်မမ roast တော့မမ roast ကကြတော့သူကသူ့ကိုအားကြတယ်မမတို့ဟိုခီးရပြောင်းအားနာလို့သူကနေ့လည်ကကျွေးကျင်တာမမတို့မအားဒီနေ့တရက်ပဲအားတယ်အားပါလက်ဖြတ်ပြန်သွားမှာဟုတ်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်အရင်ကျေးဇူးတင်ပြီးနောက် surprise တစ်ခုsurprise ဟာโอเค surprise တွေဟိုပတ်စံနေဆိုင်လေးလွယ်လိုက်ရတယ်ကဲ surprise ကိုကြီးလွယ်ကိုကြီးအာလို့အိုးအများကြီးပဲကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးများတင်ပါမအပရယ်ရောမဘုရားကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အမတရားတကယ် surprise ဖြစ်ရပါတယ် surprise ဖြစ်ရပါတယ်ပြီးတော့ဒါလေးကဟိုမမတို့မင်္ဂလာဆောင် logo လေးအတိုင်းရွှေလေးရဲ့စိတ်လေးရဲ့ဒါလေးကတော့နောက်မွေးလာပဲ baby ငယ်စင်လေးအတွက်ရတယ်အမတရားချစ်စရာလေးဒါဆိုပြီးတော့ logo လေးဆိုအမတရားမင်္ဂလာဆောင် logo လေးအတိုင်းတေချာပြိမှာအပ်ပြီးတော့စိတ်လေးရဲ့ရွှေလေးရဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ချစ်စရာလေးကျော်ကဲဒီမှာလေးလက်ပြလိုက်မယ်စိတ်နှင်းတော့စိတ်နှင်းတော့လာကိုရီကို surprise လုပ်တာ surprise လုပ်တာပါ play ချိုး surprise လက်ဖွဲ့ပါချစ်လိုက်ကြတယ်ကျေးဇူးများတင်ပါတယ်ဒါစိတ်နှင်းတော့ဒါလက်ဖွဲ့ surprise ပေါ့နော် surprise ပါကျေးဇူးတင်ပါတယ်